လက်ရှိဥရောပထိပ်တန်းလီ9ခုမှာရှုံးမဲ့မရှိတဲ့တသင်းနဲ့တော့အသင်းဖြစ်ဘိုင်မြူနစ်အသင်းရက်တည်နေ။အသင်းရဆိုရင်တော့လက်ရှိဥရောပထိပ်တန်းလီ9ခုမှာရှုံးမဲ့မရှိသေးတဲ့တသင်းနဲ့တော့အသင်းဖြစ်ရက်တည်နေတယ်လို့သိရပါတယ်။ဘိုင်မြူနစ်အသင်းကဆိုရင်တော့ခုဘောလုံးရာသီမှာနီးပြကွန်ပဏီလက်အောက်မှာအကောင်းဆုံးပုံစံရရှိနေပြီးဂျာမန်ဘိုဒလီကပြိုင်ပွဲရာသီဝက်ကာလာပြီးဆုံးဖို့ဒီစကတ်လာတဲ့ချိန်ထိရှုံးမဲ့မရှိသေးဘဲနဲ့15ပွဲကစားပြီးတဲ့ချိန်မှာ73ပွဲနိုင်ရရှိပြီးတော့2ပွဲသေးရလက်ထွက်ပေါ်နေပြီးရမှတ်40မှတ်နဲ့အမတ်ပေးစရာထိတ်ဆုံးမှာဦးဆောင်နေရလဲဖြစ်ပါတယ်။ဘိုင်မြူနစ်အသင်းအဆိုရင်တော့ခုဘောလုံးရာသီဂျာမန်ဘိုဒလီကပြိုင်ပွဲမှာဂျူနီယာဘာလီယန်အသင်းမိတ်အသင်းတို့နဲ့ကစားတဲ့ပွဲစဉ်တွေမှာသာတေးရလက်ထွက်ပေါ်ခဲ့ပြီးတော့ကြံပွဲစဉ်တွေအားလုံးကိုအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပြီး15ပွဲကစားပြီးချိန်မှာဆိုရင်တော့အမတ်ပေးစရာအဆင့်2နေရာကဒေါ်မွန်အသင်းကိုရမှတ်6မှတ်ဖြတ်တောက်ထားပြီးတော့ဥရောပထိပ်တန်းလီ9ခုမှာအဆင့်2နေရာကအသင်းကိုရမှတ်ဖြတ်ထားမှုအများဆုံးအသင်းဖြစ်လေရပ်တည်နေရလဲဖြစ်ပါတယ်။အလားတူပဲဘိုင်မြူနစ်အသင်းဟာအခုဘောလုံးရသီးမှာအသင်းတိုက်စစ်ပိုင်းကလည်း55ဂိုးထိသွင်းယူထားတဲ့အတွက်ဥရောပထိပ်တန်းလီ9ခုမှာသွင်းကိုအများဆုံးအသင်းဖြစ်လေရပ်တည်နေပြီးဘိုင်မြူနစ်အသင်းနောက်မှာတော့စပိန်လာလီဂါပြိုင်ပွဲကဘာစီလိုနာအသင်းက52ဂိုးနဲ့ဒုတိယသွင်းကိုအများဆုံးအသင်းဖြစ်ရပ်တည်နေရလဲဖြစ်ပါတယ်။ဘိုင်မြူနစ်အသင်းဟာဆိုရင်တော့အခုနှစ်အတွင်းဂျာမန်ဘူလလီဂါပြိုင်ပွဲမှာအမတ်ပေးစရာထိပ်ဆုံးကနေဦးဆောင်နိုင်တဲ့အသင်းဖြစ်လေအမှတ်တမ်းဝင်ခဲ့ပါတယ်။ဒါ့အပြင်လက်ရှိဥရောပဘောလုံးလောကမှာသက်ဆိုင်ရာပြည်တွင်းလိတွေအလိုက်ရှုံးမဲမရှိသေးတဲ့အသင်းတွေဖြစ်တူရီရဲကလပ်ဖီနာဘာဂျီအသင်းပေါ်တူဂီကလပ်ပေါ်တူအသင်းတို့နဲ့ဖင်ဘီကာအသင်းဂျက်ကလက်စလာဗီယာဘရက်အသင်းတို့ကရပ်တည်နေရလို့သိရပါတယ်။တန်ရာကနေပြန်လေတက်တာလာတဲ့ကိုင်ဟာဘက်အာဆင်နယ်အသင်းနဲ့ပူးပေါင်းပြီးတော့လေ့ကျင့်ခန်းတွေလှုပ်ဆောင်နေဒုတိယကြောင့်ကာလာရှိနားယူနေရတဲ့အာဆင်နယ်အသင်းတိုက်စစ်ကစားသမားကိုင်ဟာဘက်ကတော့တန်ရာကနေပြန်လေတက်တာလာတဲ့အတွက်အသင်းနဲ့ပြန်လေပူးပေါင်းပြီးတော့လေ့ကျင့်ခန်းများစွာလှုပ်ဆောင်နေပြီးတော့မကြာမီအသင်းအတွက်ပြန်လေကစားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ကိုင်ဟာဘက်ကတော့အခုဘောလုံးရာသီအဖွင့်ပွဲစဉ်ဖြစ်ဩဂုတ်လ18ရက်ကမန်ယူအသင်းနဲ့အာဆင်နယ်အသင်းတို့ကစားခဲ့တဲ့ပွဲစဉ်မှာပြင်းထန်တဲ့ဒုတိယရရှိခဲ့တဲ့အတွက်ခွဲစိတ်ကူးသားမှုခံခဲ့ရပြီးတဲ့နောက်ကာလာရှိနားယူနေရသူလည်းဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ကိုင်ယာဘက်အနေနဲ့တန်ရာမှာပြန်လဲတက်တာလာပြီးဖြစ်တဲ့အတွက်အသင်းနဲ့ပြန်လဲပူးပေါင်းပြီးတော့အပေါ်စားလေးကျင့်ခန်းတွေစတင်လှုပ်ဆောင်နေပြီးမကြမီကြမ်းခိုင်မှုပြန်လဲပြေးဝနိုင်မှာဖြစ်လို့အသင်းအတွက်ပြန်လဲကစားနိုင်မှာလည်းဖြစ်ပါတယ်။တိုက်စစ်ကစားသမားကိုင်ယာဘက်အနေနဲ့တန်ရာကနေပြန်လဲတက်တာလာပြီးတဲ့နောက်လေးကျင့်ခန်းတွေစတင်လှုပ်ဆောင်နေပြီဖြစ်ပေမဲ့လည်းဒီဇင်ဘာလ29ရက်နေ့မှာကစားမဲ့ Brighton အသင်းနဲ့ပွဲစဉ်မှာပါဝင်နိုင်မှုမသေးကြသေးပေမဲ့ဒီဇင်ဘာလ30ရက်နေ့မှာကစားမဲ့ Aston Villa အသင်းနဲ့ပွဲစဉ်မှာသာပြန်လည်ပါဝင်နိုင်ပွဲရှိနေတယ်လို့သိရပါတယ်ဗျာ။